မင်္ဂလာပါဒီနေ့ RJ Health Tip ကနေမျှဝေပေးမှာကကျန်းမာရေးအတွက်ကျက်သွမျိုးစားသုံးနည်းဖြစ်ပါတယ် RJ Health Tip ကကျွန်တော်တို့ RJH မိသားစုကိုယ်တိုင်ကျင့်သုံးနေတဲ့ Health Tips တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျက်သွမျိုးကနေရတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေတစ်ချက်က natural antibiotic ဖြစ်ပါတယ်တဘာဝပိုးသတ်ဆေးပေါ့ပြီးတော့ကျက်သွမျိုးက inflammation ကိုလည်းသက်သာစေတယ် blood thinning ကိုလည်းဖြစ်စေတယ် blood thinning ကိုဖြစ်စေဆိုတဲ့နေရာမှာသွေးအကျဲတာကိုပုံမှန်အနေထားရှိအောင်ထိန်းညှိပေးတာပေါ့နော်သွေးအကျဲအပြစ်ကိုပုံမှန်အနေထားရှိအောင်ထိန်းညှိပေးပါတယ်နှလုံးအားကောင်းစေပြီးတော့နှလုံးသွေးကြောပိတ်ယောဂနှလုံးယောဂတွေကိုကာကွယ်ပေးတယ်ရှိတဲ့လူတွေကိုလည်းသက်သာစေပါတယ်ကိုယ်ခံအား immune system ပေါ့နော်ခန္ဓာကိုယ်ရဲ့ immune system ကိုလည်းအများကြီး improve လုပ်ပါတယ်အများကြီးကောင်းစေပါတယ်ကိုယ်ခံအားကိုကောင်းစေပါတယ်ဒီတော့ကျက်သွမျိုးနေတိုင်းစားပေးမယ်ဆိုလို့ရှိရင်ဒါကိုယ်ခံအားကောင်းလာတဲ့အတွက်ကျန်းမာရေးလည်းကောင်းလာမှာပါလူခန္ဓာကိုယ်ကကိုလက်စထရောကိုလည်းရှိတဲ့အနေထားရှိအောင်ထိန်းညှိပေးပါတယ်ဒါကျက်သွမျိုးနေတိုင်းစားလို့ရှိရင်ကိုလက်စထရော level ကိုရှိတဲ့အနေထားပြအောင်ထိန်းညှိပေးတာပါကိုလက်စထရောရမ်းကျစေတာလည်းမဟုတ်ရမ်းတက်စေတာလည်းမဟုတ်ရှိတဲ့အနေထားပြအောင်ဒါသဘာဝနည်းနဲ့ထိန်းညှိပေးတာပါပြီးတော့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့တန်ကောင်တုတ်ကောင်ကပ်ပါကောင်တွေပေါ့ဒီကပ်ပါကောင်ဆိုဒီဆိုင်လမ်းကြောင်းကပ်ပါကောင်ပြင်အသေးမှရှိတဲ့ကပ်ပါကောင်စသည်ဖြင့်ပေါ့နော်ဒီကပ်ပါကောင်တွေကိုလည်းကျက်သွမျိုးကတိုက်ဖြတ်ပေးတယ်နောက်ဆုံးတစ်ချက်ကကျက်သွမျိုးစားပေးခြင်းအပြင်ခန္ဓာကိုယ်မှာရှိတဲ့ heavy metal တွေကို detox လုပ်ပေးပါတယ် heavy metal တွေဆိုတာကပြတာခဲအလူမီနမ် bioaccumulation နဲ့ပြည်စိတ်တောက်ဖြစ်စေတဲ့ဟာတွေကိုဒါ heavy metal လို့ခေါ်တယ်ဒီ heavy metal တွေကိုကျက်သွမျိုးတော့ပါတဲ့ဓာတ်တွေက detox လုပ်ပေးတယ်ဘယ်လိုလုပ်ပေးလဲဆိုတော့ကျက်သွမျိုးတော့ပါတဲ့ဓာတ်နဲ့ဒီ heavy metal တွေနဲ့ဓာတ်ပြုတ်သွားတယ် heavy metal တွေကသူ့အတိုင်းဖြစ်နေတော့ bioaccumulation ဖြစ်ပြီး tissue ကြားထဲမှာဒီတိုင်းနေတယ်ဒါပေမဲ့ကျက်သွမျိုးတွေကပါတဲ့ဓာတ်နဲ့ဓာတ်ပြုတ်ပြီးတော့နောက်ထပ်ဓာတ်ပေါင်းတစ်ခုဖြစ်ပြောင်းသွားတဲ့အချိန်မှာတော့ခန္ဓာကိုယ်ကအညစ်အကြေးဆွန့်ထုတ်တဲ့နေရာမှာဒီဓာတ်ပေါင်းတွေကပါသွားပြီးတော့ heavy metal တွေကိုခန္ဓာကိုယ်ထဲကနေကျက်သွမျိုး detox လုပ်ပေးတာပါအခုပြောသွားတဲ့ဒီကျန်းမာရေးကျေးဇူးတွေရစေတဲ့ allicin ဆိုတဲ့ဓာတ် allicin ဆိုတဲ့ဓာတ်ကကျက်သွမျိုးထဲမှာဒီတိုင်းမပါဘူး allicin ဓာတ်ဖြစ်စေချင်လို့ရှိရင်ကျက်သွမျိုးကျွန်တော်ခွန်တော်ပြီးတော့ကျက်သွမွှာလေးတွေကိုတပြားရိုက်တာမို့ဖိချေလိုက်ပြီးတော့ခြေသွားတဲ့ဟာကိုနှုတ်ဆင်းလိုက်ကျက်သွမျိုးရဲ့ဓာတ်တွေကထွက်လာပြီးတော့လီတို့နဲ့ဓာတ်ပြုတ်ပြီးတော့မှ allicin ဆိုတဲ့ဓာတ်ကိုရတာအဲ့တော့ကျမကြီးအတွက်ကျက်သွမျိုးကိုစားသုံးခြင်းနဲ့ဆိုလို့ရှိရင်ကျက်သွမျိုးအစိမ်းကိုခွန်နာထားတဲ့အစိမ်းကိုတပြားရိုက်လုံးစင်ခြေပြီးတော့ပကံထဲမှာထည့်ထားပြီးတော့အနည်းဆုံး10မိနစ်စောင့်ပြီးမှစားပါမယ်10မိနစ်တပူကြာသွားရင်လည်းရတယ်ကြာရင်လည်းပိုကောင်းတယ်ဒါဓာတ်ပြုတ်ဖို့အချိန်ရတာပေါ့ဒါပေမဲ့အဲ့ဒါကိုစားမယ်ဆိုရင်တော့ဒီတိုင်းမစားနဲ့ကျွန်တော်စားကြည့်ပြီးရမ်းပူတယ်ကျက်သွမျိုးဒီတိုင်းစားရင်ရမ်းပူတယ်အစိမ်းပြစ်နေတာရမ်းပူတယ်ကျွန်တော်မိသားစုစားလာတော့ထမင်းစားပြင်မယ်ဆိုလို့ရှိရင်ထမင်းမပြင်ခင်မှာကျက်သွမျိုးအရင်ပြင်လိုက်တယ်ကျက်သွမျိုးနှုတ်ဆင်းသေးချာပြင်ပြီးတော့ပကံနဲ့ထည့်ထမင်းစားစွဲပေါ်တင်ထားလိုက်တယ်ထမင်းစားတဲ့အချိန်မှာပထမဆုံးတစ်လုံးမှာနှလုံးမှာကျက်သွမျိုးတွေအကုန်များထည့်ပြီးတော့စားလိုက်တယ်ဒါထမင်းဟင်းအပြည့်စုံတယ်ပေါ့အဲ့လိုတစ်ခုခုနဲ့ရောစားရင်တော့ကျက်သွမျိုးပူတာသက်သာတယ်သေချာတော့ဝါပြီးတော့စားပြီးမှမျိုးချလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီကျက်သွမျိုးကိုသမင်းစားတိုင်းကျက်သွမျိုးအဲ့လိုစားပြီးလို့ရှိရင်နေတိုင်းလဲစားပြတ်သွားတယ်သောတော့ပြောကျမကြီးကျူးကျေးဇူးတွေအကုန်လုံးရမယ်ပြီးတော့ကျက်သွမျိုးကိုမိဖုတ်စားတာလည်းရှိသေးတယ်အဲ့ဒါကြတော့လေချောင်းနာလာပြီလေချောင်းနာလာလည်း2မျိုးရှိတယ်နော်ရိုးစားတော့မှာပြီးတော့ဒီ chemical ပါတာတွေစိုးစည်းတွေပါတာတွေဒီမတနာတွေစားမိလို့လေချောင်းနာတာရှိတယ်အဲ့လိုလေချောင်းနာတာကတော့ရင်နွေးနဲ့စားရည်လေးငုံပြီးတော့အလုံးကျင်လိုက်ရင်နွေးစားရည်လေးနဲ့အလုံးကျင်လိုက်အလုံးကျင်ပြီးတက်တာသွားတတ်တယ်ဒါပေမဲ့လေချောင်းနာလာပြီးတော့စားရည်နဲ့အလုံးကျင်ုံနဲ့မတက်တာကလေချောင်းမှာ infection ဝင်လို့ဒါကကြတော့တက်ရှူလမ်းကြောင်းမှာ infection တစ်ခုခုဝင်လို့ခန္ဓာကိုယ်ကလှမ်းပြီးတော့ချက်ပေးတာလေချောင်းနာတဲ့နီးနဲ့လှမ်းပြီးချက်ပေးတာအဲ့လိုဖြစ်ပြီးဆိုရင်တော့ကျက်သွမျိုးမီးဖုတ်ပြီးစားကျက်သွမျိုးမီးဖုတ်တာကမီးဖို့နဲ့ဆိုရင်တော့ကျက်သွမျိုးလုံးလိုက်ပြစ်ထည့်ပြီးမီးဖုတ်လိုက်ပြီးမှခွန်မကွာပဲနဲ့လုံးလိုက်ပြစ်ထည့်လိုက်ပြီးမှမီးပြန်ဆက်ပြီးရပြီဆိုဆွဲထုတ်ပြီးတော့စားလို့ရတယ်ခွန်တော်စားလို့ရတယ် gas မီးဖို့နဲ့ဆိုရင်တော့အိုးတစ်ခုတင်လိုက်ပေါ့နော်မီးဖို့ပေါ်အိုးတစ်ခုတင်ပြီးတော့အဲ့အိုးကူနဲ့ကမှာပေါ့ကျက်သွမျိုးကိုအမွှာလေးတွေခွာလိုက်
ခွန်တော့မခွာပဲနဲ့ကျက်သူမျိုးဟိုလေးတွေကိုအိုးဘူးကတ်လိုက်ပေါ့အိုးဘူးကတ်ပြီးတော့ရပြီဆိုလို့ရှင်ပျော့သွားတယ်ပျော့ရပြီဆိုလို့ရှင်တော့ပျော့ပျော့လေးတွေဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှင်တော့ရပြီအခွန်ခွာပြီးတော့အေးခံမျိုးစားလို့ရပြီပေါ့အဲ့လိုပျော့သွားပြီဆိုလို့ရှင်တော့ကျက်သူမျိုးကဒီတိုင်းစားလို့ရတယ်ချိုချိုလေးဖြစ်သွားအဲ့ကြရင်ရစားလို့ကောင်းတယ်အဲ့ဒါကကလေးလူကြီးမြေလုံးလို့ရတယ်ဒါကလေချောင်းနာလာပြီဆိုလို့ရှိရင် antibiotic မတောက်သေးပဲနဲ့ကျက်သွန်ပြူကိုစားပြီးတော့ဒါလေချောင်းနာတော့တတ်တာစေတယ်ဒီ antibiotic အဖြစ်ကျက်သွန်ပြူကလုံးလုံးပေးတာပေါ့နော်နောက်တနည်းကြတော့ antibiotic တောက်လို့မရတဲ့ကလေးတွေအတွက်ဆိုရင်ရမ်းပို့ပြီးတော့သုံးဝင်တယ်လူကြီးကလေးလူကြီးမြေလုံးလို့ရတယ်ဒါပေမဲ့ကလေးတွေအတွက်ပို့သုံးဝင်တယ်ဘာဖြစ်လို့လဲဆိုတော့ကလေးရမ်းငယ် antibiotic တိုက်လို့မရဘူးantibiotic တိုက်လို့မရလို့ကျက်သွန်ပြူမီးပုတ်ကျွေးမယ်တော့ဟုတ်တယ်ဒါပေမဲ့ကလေးကအရမ်းငယ်နေတယ်ကျက်သွန်ပြူမီးပုတ်ကျွေးလို့မရလာသားရွယ်ဖြစ်နေရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကလေးလူကြီးမရွေးလုံးလို့ရเนาะဒါပေမဲ့လာသားအနေနဲ့ကျွန်တော်ဥပမာပေးပြီးပြောတာလာသားကလေးတွေအတွက်ဆိုရင်တော့ကျက်သွန်ပြူစောစောကပြောတဲ့အတိုင်းစိမ့်စားမဲ့အတိုင်းခြေပြီးတော့နှုတ်ဆင်လိုက်နှုတ်ဆင်ပြီးပြီဆိုရင်အဲကျက်သွန်ပြူကိုကလေးခြေဘဝမှာပတ်လိုက်ကလေးခြေဘဝမှာပတ်ပြီးတော့ဖိစိမ့်ပါလေးနဲ့ပြပတ်လိုက်ပေါ့နော်တစ်ခုနဲ့ပတ်လိုက်ပတ်ပြီးရင် plastic နဲ့ဆွတ်လိုက် plastic နဲ့ဆွတ်တာကလုံသွားအောင်လို့လည်းပါတယ်ပြီးတော့အနက်နေတေးလုံးမနံဖို့လည်းပါတာပေါ့နော်လုံလဲလုံသွားမယ်ပြီးရင်အပေါ်ကနေပြီးခြေတစ်ခုဆွတ်လိုက်အဲဒါဆိုလို့ရှိရင်ဒီကျက်သွန်ပြူကခြေဘဝမှာငြိမ်နေမယ်အဲ့လိုလုပ်ပြီးမကြခင်မိနစ်ပိုင်းတွင်ကလေးဒီချောင်းဆိုးနေတာရင်ကျက်နေတာတွေတတ်တာမယ်ကလေးလူကြီးမျိုးနော်ချောင်းဆိုးနေတာရင်ကျက်နေတာတွေအကုန်လုံးတတ်တာပါမယ်လုံးတာကဘလို့လုံးတာလဲဆိုတော့လူခန္ဓာကိုယ်ရေပြားမှာရှိတဲ့ပေါ်စီအပေါက်လေးတွေရှိတယ်ဒီပေါ်စီကခြေဘဝပေါ်စီကအကြီးဆုံးအကျယ်ဆုံးဆိုတော့အဲ့ပေါ်စီကနေကျက်သွန်ပြူရဲရှိတဲ့ဓာတ်တွေကဝင်ပြီးတော့သွေးပြန်ကြောတွေကတဆင်းခန္ဓာကိုယ်ကိုရောက်သွားတာအဆုတ်ထဲကိုရောက်သွားမယ်ဒီလေချောင်းကိုရောက်သွားမယ်လိုအပ်တဲ့နေရာကိုရောက်သွားပြီးတော့လိုအပ်တဲ့ဓာတ်တွေပဲဝင်တာလေလိုအပ်တဲ့ဓာတ်တွေပဲတဘာဝအတိုင်းရေပြားနေဖြတ်ပြီးတော့ဝင်ပြီးတော့လိုအပ်တဲ့နေရာတွေရောက်သွားမယ်ရောက်သွားပြီးတော့အသက်ရှူလမ်းကြောင်း infection ကိုဒီအဆုတ်ထဲမှာဒါချွေးတွေသလိပ်တွေဖြစ်နေရတယ်အကုန်လုံးတတ်တာစေမယ်တော့ပြောတာဆရာဝန်ပြမိတရားရှိရလဲပြဒါပေမဲ့တခါလေနတ်ပြန်မှာဆရာဝန်ကပြလို့ရမယ်ကလေးကအခုကလေးပဲဖြစ်လူကြီးပဲဖြစ်ပေါ့နော်အခုဒီညမှာချောင်းတွေရမ်းဆိုးပြီးအိတ်လို့မရဖြစ်နေတယ်ရမ်းချွေးလည်းကြက်နေတယ်ဆိုလို့ရှိရင် antibiotic ကလည်းတောက်ဆရာမရှိဘူးတောက်လိုက်ရင်လည်း antibiotic ကဒီကျက်သွန်ပြူခြေပွားမှာကတ်တာလောက်မြန်မတတ်တာဘူးဒီကမိနစ်ပိုင်းတွင်ကိုတိတာတတ်တာပါမှာခြေပွားမှာကျက်သွန်ပြူကတ်ထားလို့ရှိရင်ကတ်ထားတဲ့လူရဲ့9မိနစ်10မိနစ်လောက်နေရင်သူ့ရဲ့ဒီအသက်ရှူရဲ့ဒီလေထဲမှာပါအသက်ရှူထုတ်တဲ့လေထဲမှာကျက်သွန်ပြူနဲ့တင်းလေးထွက်လာတာဒါအဲ့ဒီတိုင်းကျက်သွန်ပြူတဲ့အတတ်တွေကခန္ဓာကိုယ်ရဲ့ရောက်ပြီးတော့လုံးပေးတာဒီနည်းနဲ့လည်းဒါကျက်သွန်ပြူကို antibiotic ဖြစ်သုံးလို့ရတယ်ကျက်သွန်ပြူကိုနေတိုင်းစားမယ်ထမင်းစားတဲ့နေတိုင်းလုံးဆင်ပြီးတော့လေသက်ခံထားအနည်းဆုံး10မိနစ်လေသက်ခံထားပြီးစားပေးမယ်နောက်လေချောင်းနာလာပြီဆိုရင်ကျက်သွန်ပြူကိုမီးပုတ်ပြီးတော့စားပေးမယ်ကျက်သွန်ပြူမီးပုတ်ပြီးတော့စားတာမတက်တာပဲလေချောင်းနာတာနောက်နေဆက်ပြီးတော့ချွေးသလိပ်တွေနဲ့ဖြစ်လာရန်ချောင်းတွေဆိုးလာပြီဆိုရင်ကျက်သွန်ပြူကိုခြေပွားမှာကပ်ပြီးလို့ရတယ်ကျက်သွန်ပြူခြေပွားမှာကပ်ပြီးလို့ရှိရင်ဒီချွေးတွေသလိပ်တွေအဆုတ်ထဲဖြစ်နေရတဲ့အကုန်လုံးကိုကျက်သွန်ပြူကပြဿနာအကုန်လုံးကျက်သွန်ပြူကဖြေရှင်းပေးမှာပါအခု RJH မိသားစုရဲ့ကျက်သွန်ပြူစားသုံးနေအသုံးပြုပြီးတော့အားလုံးကြိုးရှိနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်